မင်္ဂလာပါအလှပရန်နဲ့ပတ်သက်ပြီးတော့တိုင်ပင်ခံကုသပေးနေတဲ့ AB Clinic ကဒေါက်တာထက်ပါအခုနှစ်သက်မှာကျမရဲ့ channel မှာကျမ2012ကနေ2025အထိလုပ်ခဲ့တဲ့ဒီ aesthetic ဆရာဝန်တယောက်ရဲ့အတွေ့အကြုံအရဒီ aesthetic treatment တွေ service တွေနောက် anti aging treatment တွေနဲ့တခြားအလှပရန်နဲ့ပတ်သက်ပြီးတော့ဗဟုသုတရစရာတွေကိုဆရာဝန်တယောက်ရဲ့အမြင်နဲ့အားလုံးကို sharing လုပ်ပေးသွားပါမယ်လူတွေတော်တော်များများအထင်မှားနေတဲ့ treatment တစ်ခုရှိပါတယ်အဲ့ဒါကတော့ anti aging treatment ပဲဖြစ်ပါတယ် anti aging treatment ဆိုတာကကြတော့ကိုယ့်ရဲ့မျက်နှာကိုတခြားတစ်ယောက်ဖြစ်သွားအောင်ပြောင်းလဲပစ်လိုက်တာလည်းမဟုတ်ဘူး trend ကိုလိုက်ပြီးလုပ်ရမယ့်ဟာလည်းမဟုတ်ဘူးမိမိရဲ့ရှည်ရင်းဆက်အသက်မှာကိုကသဘာဝကြကြနဲ့နှုတ်ပြနေတဲ့အသွင်ဖြစ်အောင်ထိမ့်သိမ်းပေးရတဲ့ treatment တွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ treatment တွေရွေးချယ်မှုမမအောင်မလို့အဖက်နဲ့ treatment တွေမလုပ်မိအောင်နောက် anti aging treatment တွေနဲ့ပတ်သက်ပြီးမှန်မှန်ကန်ကန်နားလည်ခြင်းနဲ့ဆိုလို့ရှိရင်ကျမရဲ့ channel လေးကို follow လုပ်ထားပေးပါနော်အလှပဆိုင်ရာကျွမ်းကျင်မှုများနဲ့အတူမြဲရှိနေမယ်ဒေါက်တာထပ်ပါ